တကြံရောက်ပြီဆိုရင်မမေတွေအတွက်အနားယူချိန်မဟုတ်တော့ပါဘူးအမှတ်တရတွေဖန်တီးရမယ့်အချိန်ပါဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့မသက်နာပါကျမရဲ့ vlog တွေမှာဆိုရင်ရုံးဝင်တန်းတယောက်ရဲ့အလုံးနဲ့ကိုယ်ပိုင်ဘဝထပ်တူကြပျော်ရွှင်နိုင်ဖို့ကြိုးစားနေထိုင်တဲ့ lifestyle ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီနေ့ကတော့ရုံးပိတ်ရဲ့3ရက်မြောက်တကြံကြိုနေ့လေးကိုတော့ရောက်ရှိလို့လာပါပြီနှစ်ခါပြန်များနိုင်တဲ့တီတီတန်တာပြောတတ်တဲ့ချစ်ဖို့အကောင်းဆုံး၄နှစ်အရွယ်ကလေးလေးနဲ့အတူတူရေကစားပြီးမုံလုံးရေပေါ်အတူတူလှုပ်ရှားမဲ့ activities လေးကိုလိုက်ခဲ့ကြပါအောင်နော်အခုလိုအမှတ်တရလေးတွေကလေတစ်ချိန်ချိန်မှာပြန်လည်လွမ်းဆွဖို့အတွက်ကြံရှိနေမဲ့တခုတည်းသောအမှတ်တရလေးတွေလည်းဖြစ်စေမှာပါ Little baby ooh ah ဒီရွယ်ကလေးလေးတွေကလေစူးစမ်းလိုစိတ်ကိုယ်တိုင်လှုပ်ချင်လို့စိတ်အရန်ကိုမှပြင်းပြတဲ့အရွယ်လေးတွေဖြစ်တာကြောင့်အခုလိုမျိုးသူတို့နဲ့အတူတူ activities လေးတွေလုပ်ပေးရဆိုလို့ရှိရင်ကလေးတွေလည်းအရန်ကိုပျော်ရွှင်ပါတယ်ညစာလဲစားပြီးပြီဆိုတော့ကျမသားလေးကတော့ဒီနေ့ရီလဲဆော့ထားတယ်ဆိုတော့ပြင်ပန်းပြီးအိပ်ပျော်သွားပါပြီဒီ vlog ကိုကြည့်နေတဲ့မေမေတွေရှိရင်လည်းကလေးလေးတွေနဲ့ဘယ်လိုဖြတ်သန်းဖြစ်လဲပြပေးသွားပါအောင်နော်စိတ်ချမ်းသာပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်